မင်္ဂလာပါဒူလေးဖြစ်ပါတယ်ဒီနေ့မေးခွန်းလေးကတော့မိုးမိမြေကျက်ပြီးတော့အပင်ကမတက်အပွင့်ကလိုက်အဲ့ဒါကိုအပင်တက်လာအောင်ဘာလုပ်ရမလဲပြောပြပြပါဆိုဒီပြဿနာကလောလောဆယ်မတ်ပဲသမားတွေတွေ့ကြုံနေရပါတယ်အဲ့တော့အပင်ပေါက်မိုးမိမယ်မိုးမိတဲ့ခါကျတော့ခါကျက်မယ်ပုံစံတစ်မျိုးပေါ့နော်ရေခါကျက်တာတော့အတူတူပဲနောက်တစ်ခုကကျွန်တော်တို့ကမိုးမမိဘူးမိုးရွာပြီးမှထရေအဆူကြီးကိုထွန်ဆက်ဝင်မယ်အဲ့တော့23ဆက်ဝင်မယ်အောက်မှာကျွန်တော်တို့မြေဟပ်ပင်မြေမာကြောခံနေမယ်ပေါ့နော်မြေမာကြောခံနေတော့အပင်တစ်ထွာတစ်မိုက်ကတော့ကျွန်တော်တို့အပင်ကကောင်းတယ်ဒါပေမဲ့မြေမာကြောကိုအမြစ်ကထောက်တာနဲ့တပြိုင်နက်အပင်ကမကြီးနိုင်တော့ဘူးအမြစ်ကခောက်ဒါကိုအပင်တက်အောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ကအားစီးတွေဟော်မုန်းပါတဲ့အားစီးတွေဂျီဘရဲလက်တွေဟာလာဘလောက်ပဲဖြန်းဘလို့မှမတက်နိုင်တာကျွန်တော်တောင်သူများကိုအသိပေးချင်ပါတယ်ဒါကျွန်တော်တို့လည်းစမ်းခဲ့ပြီးပြီစိုက်ပျိုးရေးလောကမှာကောင်းဆုံးဆိုတဲ့အပင်အတက်အမြန်ဆုံးဆိုတဲ့အားစီးတွေနဲ့ကျွန်တော်တို့2ကြိမ်3ကြိမ်စမ်းခဲ့ပြီးပြီဟုတ်လားအယောင်လေးနည်းနည်းပြားတယ်လို့စိမ့်တယ်လို့ရှိပြီးတော့အပင်ကမတက်ဘူးအဲ့တော့ဒီပြဿနာကိုဖြေရှင်းဖို့ဒီကျွန်တော်တို့စဉ်းစားရမှာကမြေကျက်တာခါကျက်တာမှန်လေသိပါရဲ့နဲ့ကျွန်တော်တို့ကမြေလည်းမဆွနိုင်ဘူးနော်ခါလည်းမဆွနိုင်ဘူးဂျားလည်းမဝင်နိုင်ဘူးအချင်းကနောက်ကျသွားပြီဆိုရင်အပင်ကလည်း45ရက်ရဲ့အတွင်းမှာဆိုလို့ရှိရင်ဖြန်းရည်ပေးဖို့လိုပါလိမ့်မယ်နော်ဖြန်းရည်ပေးတယ်ဆိုတော့အောက်မှာအဆိုဓာတ်မရှိဘူးလားမဟုတ်ဘူးအဆိုဓာတ်မှာဟပ်ပင်အောက်မှာအဆိုဓာတ်ရှိတယ်ဒါပေမဲ့ဟပ်ပင်ကိုထိုးခွဲဖို့ဆိုတာထွန်ရေးထည့်ရေးနဲ့မလွယ်တဲ့အတွက်ကျွန်တော်ရေနဲ့အဆိုဓာတ်နဲ့ပေးလိုက်မယ်အဆိုဓာတ်နဲ့အောက်ကအဆိုဓာတ်နဲ့အပေါ်ကအဆိုဓာတ်နဲ့ဆက်မိုံလောက်ရေလေးဖြန်းပေးမယ်ဆိုလို့ရှိရင်ခါးချောင်အမြင့်ချောင်သွားပြီးတော့ဒီအပင်ကသူ့ဟာနဲ့သူအလိုလိုကြီးလာလိမ့်မယ်ဒါတောင်မှရေဖြန်းလိုက်လို့ရှိရင်အပင်ရဲ့ဇီဝကမ္မနည်းနည်းလေးလေထွက်သွားတတ်တယ်ဒါကြောင့်ကျွန်တော်45ရက်သားကြော်ရင်50ရက်သားကြော်ရင်ရေမဖြန်းနဲ့လို့ပြောတာရေဖြန်းလိုက်လို့ရှိရင်အောက်ရွက်တွေဝါပြီးတော့အပင်ကတည်သွားတာဒါကြောင့်45ရက်သားအတွင်းဆိုလို့ရှိရင်ဖြန်းရည်ပေးပါဖြန်းရည်ပေးပြီးတာနဲ့တပြိုင်နက်ခြေနှင်းလို့ရပြီ1ရက်2ရက်လောက်ဆိုရင်မှုစည်းဖြန်းမှာမှုစည်းတောင်မှကျွန်တော်တို့ကအဇိုစီဆိုပင်တို့ဒိုင်ဖန်တို့ကွန်နာဇိုတို့စသဖြင့်ဒီပိုစတိုင်းအလူမီနီယမ်တို့အဇိုစီဆိုပင်ပိုစတိုင်းအလူမီနီယမ်တို့ဒါတွေဖြန်းပေးပါနော်ဒိုင်ဖိုဖိနိမီတိုင်းတို့ပေါ့နော်ပင်လုံးပြန်နေဖြန်းပေးမယ်ပြီးမှ9ရက်လောက်ကြာမှပိုးသက်စီနဲ့မိုးသက်စီဖြန်းမှာတက်လာပါလိမ့်မယ်နော်ကျေးဇူးတင်ပါတယ်